မင်္ဂလာပါခင်ဗျာ Fighter ရိုးရာ YouTube channel ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာဒီကတော့ကျွန်တော်တင်ဆက်ပေးချင်တဲ့အကြောင်းအရာကတော့ One Championship ကကျင်းပတဲ့ One Lupini 10 point ပြပွဲကြီးမှာတော့ကျွန်တော်တို့ရဲ့မြန်မာ Fighter ဖြစ်တဲ့တန်းစေကသူ့ရဲ့ပစ္စမမြောက်ပွဲကိုသူကပြန်လည်ပြီးတော့ရှင်းပြသွားရမှာဖြစ်ပါတယ်ခင်ဗျာညီလေးတန်းစီဒီတစ်ခေါက်ရှင်းပြမယ့် Fighter ကတော့ AC Thai Fighter ဖြစ်ပြီးတော့ခက်ကြမ်းကြမ်းနဲ့ကစားတတ်တဲ့ Fighter မျိုးဖြစ်ပါတယ်ခက်ကြမ်းကြမ်းနဲ့ကစားတတ်တဲ့ Fighter မျိုးဖြစ်ပေမဲ့ခန်းရည်ကိုကြည့်မယ်ဆိုရင်တော့လည်းသူကလည်းခန်းနိုင်ရင်အားနေတဲ့ Fighter လည်းဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့ညီလေးတန်းစီအကြောင်းကိုနည်းနည်းလေးပြောရမယ်ဆိုရင်တော့ညီလေးတန်းစီကဝါလူပတိပွဲမှာဆိုရင်နှစ်ပွဲထိုးထားပြီးတော့နှစ်ပွဲစလုံးအနိုင်ရရှိထားတဲ့ Fighter ဖြစ်တယ်ဒါပေမဲ့ကိပောင်စီပွဲမှာဆိုတော့တာကီရူကိုသူစုံလိုက်တယ်ပြီးတော့ One Friday 170ပွဲမှာဆိုရင်တော့ Thai Fighter ဆူလီယာလည်းနဲ့သူစုံသွားတဲ့ပွဲတွေဖြစ်ပါတယ်ခင်ဗျဒီထဲမှာလည်းချက်ပြီးပြန်ပြီးဆူတော့ပြန်ပြီးတော့ဆွဲထုတ်ပြီးပြောရမယ်ဆိုတော့ညီလေးတန်းစီရဲ့အာနေချက်နဲ့အာသာချက်ကိုနည်းနည်းဆွဲထုတ်ပြီးပြောရပါညီလေးတန်းစီရဲ့အာသာချက်ကတော့ညီလေးတန်းစီကလက်တီကောင်းတယ်ချီကန်ချက်ကောင်းတယ်ပြီးတော့လည်းပညာသားကစားတတ်တဲ့ Fighter မျိုးဖြစ်တဲ့အတွက်ဒါညီလေးတန်းစီရဲ့အာသာချက်ပဲနောက်တစ်ချက်ညီလေးတန်းစီရဲ့အာနေချက်ကိုပြောရမယ်ဆိုတော့ညီလေးတန်းစီကခက်ကြမ်း Fighter နဲ့တွေ့တဲ့အချိန်မှာဆိုရင်တော့သူ့ရဲ့ခံနေကတော့အာနေတယ်ပြီးတော့လည်းအဲ့ဒီချက်ကိုတော်တော်လေးစိတ်ပူမိတယ်မှာပဲဘာဖြစ်လို့ဒီစကားကိုပြောရလဲဆိုတော့ညီလေးတန်းစီကသူစင်ပြန်လာခဲ့တဲ့တာကီရူနဲ့ပွဲဆိုရင်တော့ဖာရမတ်ချီမှာဆိုရင်တာကီရူကိုသူဖေးထိုင်ချသည်အထိသူထိုးပြနိုင်ခဲ့တယ်ဒါပေမဲ့တာကီရူကခက်ကြမ်းနဲ့ပြန်လဲပြီးတော့ကစားသွားတဲ့အချိန်မှာညီလေးတန်းစီကလောဝကိုမခံနိုင်ပဲနဲ့ရှုံနေသွားခြင်းဖြစ်ပါတယ်ခင်ဗျာဒုတိယပွဲမှာဆိုလည်းအဲ့လိုပဲဒီ Thai Fighter ဆူလီယာလက်ကလည်းဖာရမတ်ချီမှာညီလေးတန်းစီကအပေါ်စီနဲ့ကစားတယ်ထိုးကွက်တက်ကွက်တဲ့အလုံးလုံးနဲ့အင်မတန်မှကောင်းတယ်ပေါ့နော်ဖာရမတ်ချီဆိုဒါပေမဲ့ဒီ AC Thai Fighter ဆူလီယာလက်ကခက်ကြမ်းပြန်လဲပြီးတော့ကစားတဲ့အချိန်မှာတော့ညီလေးတန်းစီကဘယ်လိုမှမဆင်ပြန်လည်းပဲထပ်ပြီးရှုံနေသွားတာပေါ့နော်ဒါညီလေးတန်းစီရဲ့အာသာချက်နဲ့အာဏာချက်ကိုပြပြတာပါဒါပေမဲ့ AC Thai Fighter ရဲ့အာဏာတဲ့အာသာချက်ကိုပြောရမှာ AC Thai Fighter ရဲ့အာသာချက်ကတော့ခက်ကြမ်းကစားတယ်ပြီးတော့ပူကစားတယ်ပြီးတော့လက်သီးတယ်တော်တော်ကောင်းတဲ့ Fighter ဖြစ်တယ်ညီလေးတန်းစီဒီတစ်ခေါက်ဆင်ပြမယ် Thai Fighter ကတော့ ကော့ထရိုနီကြောက်စရရိုင်ဆူလီယာလည်းနဲ့သူထိုးခဲ့မှုတယ်ပေါ့နော် AC Thai Fighter ရဲ့ပွဲကတော့1 လူပီမှာ10ပွဲထိုးထားတယ်ပြီးတော့4ပွဲရှုံး4ပွဲနိုင်ပေါ့နော်သူရဲ့ Fighter ကိုပြောရမယ်ဆိုတော့ညီလေးတန်းစီထက်နည်းနည်းလေးကိုတာတယ်ပေါ့နော်ဒါပေမဲ့သူစင်ပြန်သွားတဲ့ Fighter ကိုကြည့်ပါဆိုတော့ကြောက်စရရိုင်နဲ့ကော့ထရိုနီကတော့ပြောစရာမလိုတော့အင်မတန်မှကောင်းတဲ့ Fighter ပါဒါပေမဲ့သူဆူလီယာလက်နဲ့ဆူလီယာလက်ထိုးသွားတဲ့ Fighter ဆိုရင်လည်းပြောရမယ်ဆိုရင်လည်းသူဒီပြန်ကိုပြန်ထိုးသွားတယ်တောက်ဆိုလည်းဆူလီယာလည်းအမခံနိုင်ပဲနဲ့ဒီညီလေးတန်းစီရဲ့ Fighter ကိုရှုံးသွားတယ်ပေါ့နော်ဒီတစ်ခေါက်ပြောရမယ်ဆိုတော့ညီလေးတန်းစီကိုကျွန်တော်ထူးတယ်လဲပြောစားရမလို့ပါဘူးဘာတွေပြောစီချက်လို့လဲဆိုတော့ညီလေးတန်းစီကပညာပိုင်းမှာတော်တော်ကောင်းခဲ့ပြီမဲ့သူ့ရဲ့အဓိကအနေချက်ဖြစ်တဲ့ခံနေဘန်းကိုသူပြင်းစင်လာမယ်ဆိုတော့ဒီပွဲတေချာပေါ့ညီလေးတန်းစီပြန်နေပြီးတော့အနာရမှာပါဒါတော့ကျွန်တော်ရေးပြောကြည့်ပါတယ်ညီလေးတန်းစီကလက်တီကောင်းတယ်ချစ်ကန်အားကောင်းတယ်ပြီးတော့ရတယ်လို့ပြစ်တူလည်းတော်တော်ကောင်းတယ်နောက်တစ်ချက်ညီလေးတန်းစီကFighter ကိုစိတ်ကစားပြီးswap ပေးတဲ့ Fighter ဖြစ်တဲ့ဒီပွဲဒီအင်မတန်မှကြည့်ကောင်းမဲ့ပွဲပါပြောမယ်ဆိုတော့ဒီပွဲဒီညီလေးတန်းစီကသူ့ရဲ့အဓိကအားနည်းချက်ဖြစ်တဲ့ခံနေကိုသူကပြန်လဲပြီးတော့ကောင်းမွန်လိုအားသလောက်သူပြင်ဆင်ပြီးတော့ဒီပွဲကိုသူပြန်လည်စီပြန်တဲ့အချိန်မှာတော့ညီလေးတန်းစီကဒီပွဲကိုတေချာပေါက်အနံရရှိလိုက်မယ်လို့ပဲကျွန်တော်ကယုံကြည်ပါတယ်ခင်ဗျပုံမှန်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and share လုပ်ထားပြီးတော့ဗီဒီယိုအသစ်တင်တဲ့ဖို့ဘေးနားခေါင်းလောင်းလေးကိုလည်းလိုက်ထားပြီးတော့ကျွန်တော်ဘက်ကမြတ်တန်ရက်ခံပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်